Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ weekly ပတ်9ဘက် giveaway လက်ဆောင်ပေးမဲ့အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်အစပယ်အီပန်တုံးကကံများဟာလည်းလာနေတဲ့အတွက်ကြောင့်မန်နေဂျာနဲ့ပတ်သက်ပြီးဘေလီမေကွန်းတစ်ခုမေးပြီးတော့ဒီတက်ကမှအမှန်တဲ့သူ9ဦးကို giveaway လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ကျွမ်းကျင်အနေနဲ့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပြီးဖို့မေတ္တာရက်ခံအပ်ပါတယ်အဲ့ဒါဆိုရင်ပထမဆုံးမေကွန်းလေးကိုစလိုက်ကြရအောင်မန်နေဂျာမှာဟီရိုတစ်ကောင်ကို battle point တစ်ကဒိုင်မွန်တို့ကိုသုံးစရာမလိုပဲဖရီးရနိုင်မဲ့နီလန်ရှိပါတယ်ဒီနီလန်ကဘာနီလန်ဖြစ်မလဲကိုမှန်မှာအတိအကျဖြေခဲ့ပေးပါဒုတိယတစ်ခုအနေနဲ့အလွယ်ဆုံးမေကွန်လေးမေးပါမယ်မန်နေဂျာထဲမှာအများဆုံးစကင်ရှိတဲ့ဟီရိုကဘယ်ဟီရိုဖြစ်မလဲမေကွန်တစ်ခုလုံးမှန်တဲ့သူကိုကေဝေးလက်ဆောင်နဲ့ပေါက်ပေးမှာဖြစ်ပါတယ်အားလုံးပဲသင်ပေးကြပါစေ